โอเคကျွန်တော်ရင်သင်ခန်းစာမှာဆိုရင်တော့ tag compose ပဲအကြောင်းကိုလေ့လာပြီးသွားပြီဖြစ်တယ်။အဲ့မှာဆိုရင်ကျွန်တော်ဒီ width တွေ height တွေ padding တွေဆိုရင် dp ကိုသုံးပေါ့။နောက်တစ်ခါကျွန်တော် tag size ဆိုရင် sp ကိုသုံးရဆိုတဲ့အကြောင်းတော့လေ့လာပြီးသွားပြီဖြစ်ပါတယ်။အဲ့ဒါဆိုကျွန်တော်နေ့သင်ခန်းစာမှာတော့ Android screen density နဲ့ပတ်သက်တဲ့ unit တွေအကြောင်းကိုလေ့လာကြည့်တော့မှာဖြစ်ပါတယ်။ဘာလဲဆိုတော့ dpi တို့ dp sp ph ပေါ့။အဲ့ဒါတွေကဘာလဲဆိုတော့တစ်ချက်လေ့လာကြည့်တော့မယ်။ဒါပေမဲ့ကျွန်တော် application develop လုပ်တဲ့နေရာမှာတော့အများသောအားဖြင့်သုံးရမှာတော့ dp နဲ့ sp တင်ရပြီ။ dp ရောခဏပြောသလိုပဲ width height padding မှာသုံးမယ်။ sp ကတော့ tag size မှာသုံးမယ်ပေါ့။ Okay အဲ့တော့သူတို့ရဲ့အရှိကောင်လေးတစ်ချက်လေ့လာကြည့်မယ်။သူတို့ရဲ့အရှိကောင်ကတော့ dpi ဆိုတော့ dot per inch ကိုပြောတာဖြစ်တယ်။တလက်မမှာ dot ဘယ်နှခုရှိလဲပေါ့။dot ဆိုတော့ကျွန်တော်ဒီ Android တို့ဘာလို့မှာဆိုရင်တော့ကျွန်တော်ဒီ screen မှာဆိုရင်တော့ pixel ကိုပြောတာဖြစ်တယ်။တလက်မမှာကျွန်တော်တို့ tiny dot လေးပေါ့။ဘယ်နှခုရှိလဲပေါ့။ဥပမာကျွန်တော် graphic တို့ UI တို့ဆိုတာကျွန်တော် dot လေးနဲ့တိစောက်ထားဖြစ်တယ် pixel လေးနဲ့ပေါ့အဲ့ဒါကြောင့်ကျွန်တော်တလက်မမှာ dot ဘယ်နှခုရှိလဲဆိုတော့တိုင်းတာ unit ကို dpi လို့ခေါ်တယ်Okay dp ဆိုတာကြောင့်ဘာလို့ဆိုတော့ density independent pixel လို့ခေါ်တယ်သူကတော့ဖုန်းတွေမှာ density တစ်ခုနဲ့တစ်ခုမတူဒါပေမဲ့ကျွန်တော်တို့ပေးလိုက်တဲ့ကျွန်တော်က unit တစ်ခုပေးလိုက်မယ်ဆိုရင်သူသက်ဆိုင်ရာဖုန်းလိုက်အဆင်ပြေအောင်ပေါ်ပေးမယ့်ဟာပေါ့ဘယ်မှာသုံးမလဲဆိုရင်ခဏပြောသလို width height တို့ padding တို့မှာသုံးမယ်sp ကကျွန်တော် scale independent pixel ပေါ့သူက dp နဲ့အတူတူပဲဒါပေမဲ့သူကဘာခေါ်သွားမလဲဆိုရင်user setting ထဲမှာ text size သတ်မှတ်ထားရှိတယ်ပေါ့ဥပမာအသက်ကြီးရဲ့သူတွေဆိုရင်ကျွန်တော် text size ကြီးတာသုံးတယ်အသက်ငယ်ရဲ့သူဆိုရင် text size သေးလေးသုံးတာရှိတယ်ပေါ့နော် okay အဲ့ဒီကျွန်တော်တို့ဒီ dp ကိုမှသူကတော့ user သတ်မှတ်မဲ့ text scale လေးရောကွာသွားမယ်ပေါ့နော် pixel ပေါ့ ph ဆိုတော့ pixel ကိုခေါ်တာဖြစ်တယ် pixel ဆိုတော့ကျွန်တော်ဒီ screen မှာဆို dot နဲ့တူတူပဲဒီ android တို့ ios တို့ screen မှာဆိုတော့ ppi လို့သုံးတယ်တူတူပဲ pixel per inch ပေါ့နော် pixel နဲ့ dot နဲ့အတူတူပဲလို့ပြောလို့ရတယ် pixel ဆိုတော့tiny dot on screen ပေါ့နော် screen မှာကျွန်တော်အဆက်လေးတစ်ဆက်ရှိရပေါ့ကျွန်တော်အဆက်လေးအများကြီးနဲ့ UI ဆိုဖွဲ့စည်းထားဖြစ်တယ်ဥပမာပုံနေဆိုရင်လည်းအဲ့လိုပဲပေါ့နော်ကျွန်တော်တို့အနီတွေအစိမ်းနေနဲ့အဲ့လို dot လေးနဲ့ကျွန်တော်ပုံဆွဲလို့ပဲကျွန်တော်ဖွဲ့စည်းထားဖြစ်တယ်အဲ့ဒါကြောင့် resolution များတဲ့ပုံဆိုရင်ပိုပြီးကြည်မြင်အောင်ဖြစ်တယ်ဘာဖြစ်လို့ဆိုတော့သူကကျတော့ dot တွေပိုများတယ်အကြောင်းတွေမှာလည်းပိုပြီးတော့မှကြီးမှာဖြစ်တယ် resolution နဲ့ဆိုတော့ပုံက water data ဖြစ်နေမှာပေါ့ UI လည်းအဲ့လိုပဲဟိုအရင်တော့ကျွန်တော်ဖုန်းအဟောင်းတွေမှာဆိုရင် UI တွေကကြီးရတာမကောင်းဘူး resolution နဲ့တယ်ပေါ့ခုနောက်ပိုင်းဖုန်းတွေ iPhone 70တို့ဘာလို့ပါဆိုရင်ကျွန်တော်ဒီ UI နဲ့တော်တော်လေးကိုကောင်းတယ်ပေါ့နော် Okay အဲ့ဆိုကျွန်တော်တို့က emulator create လုပ်တဲ့ချိန်မှာလဲကျွန်တော်တို့ဒီမှာတော်တော်များသတိထားကြည့်မယ်ဆိုရင်ဒီမှာဒါမျိုးတွေတွေ့လိုက်မယ်ဒီမှာ width height density ဆိုတာရှိတယ်ပေါ့နော်ဒီမှာကျွန်တော် width height density မှာခဏကျွန်တော်လေ့လာခဲ့တဲ့ dpi ဆိုတဲ့ unit ကိုသုံးထားရှိဖြစ်တယ် width ဆိုတော့ဒါ pixel ကိုပြောတာပေါ့နော် width ဆိုတော့ဒီမှာ920ဒါမို့1280အဲ့လိုမျိုးရှိတယ်ပေါ့နော်ဒါဖုန်းရွယ်လိုက်ပေါ့ဒါဆိုတော့ဒါ small phone ဖြစ်တယ်ဒါဆိုဘယ်လောက်ရှိလဲဆိုတော့320 dpi ပေါ့ဒါဆိုရင်ကျွန်တော်ကတလက်မမှာဘယ်နဲ့တော့ရှိမလဲဆိုရင်320တော့ရှိမှာပေါ့ဒါဆိုဒီဖုန်းကပြောမယ်ဆိုရင်ဒါ resolution ကောင်းတဲ့ထဲမှာတော့ပါတယ်ပေါ့နော်အဲ့ထက်ပိုကောင်းတဲ့ဖုန်းတွေကြည့်ချင်တော့ဒီမှာကျွန်တော်တို့မှာ Pixel 9 Pro လို့ပါလို့ဆိုရင်ဒီမှာကျွန်တော်တို့480 dpi တိရှိတယ်ပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော်တို့အဲ့ဒါလေးကိုကျွန်တော်တစ်ချက်လေ့လာကြည့်မယ်လေ့လာမယ်ဆိုတော့ကျွန်တော်ဒီ screen size တိုင်းနေဆိုရင်များတော့အဖြစ်ရတော့ကျွန်တော် downlight နဲ့တိုင်းလေးရှိရပေါ့နော်ဖုန်းက6လက်မရှိရဆိုရင်ဒါ downlight ကိုတိုင်းထားတာဖြစ်တယ် downlight ဆိုတော့ကျွန်တော်ဒီအလျားနဲ့အနံနဲ့ပေါ့နော်ကျွန်တော်ဒီဟိုတွက်ချက်ထားတာပေါ့နော် downlight ဘယ်လောက်ရှိမလဲဆိုတော့ဒါဒီနှစ်ခုပုံမူတည်မှတွက်ချက်ရမှာပေါ့ Okay ခဏပြောလဲကျွန်တော် dot per inch ဆိုတာဘာလဲဆိုတော့ဒါကိုပြောတာဖြစ်တယ်ထားပါတော့ဒီမှာကျွန်တော်က72 dpi ဆိုရင်ဒီမှာတလက်မမှာကျွန်တော်တို့ကနှစ်တော့ထိပေါ်လာတယ်92 pixel ပေါ့နော် Okay ကျွန်တော်ဒီအလျားရောနံရောအဲ့လိုပဲပေါ်နေမှာဖြစ်တယ်တကယ်လို့300 dpi ဖြစ်သွားရဆိုရင်ကျွန်တော်ဒါမျိုးဖြစ်သွားမယ်ဒါဆိုရင်ကျွန်တော်ကဒီပုံမှာဆွဲမယ်ဆိုပုံကကျွန်တော်တို့ဝါဝါပဲပေါ်လိုက်မယ် UI ဆိုရင်လည်းဝါဝါလေးပဲပေါ်လိုက်မယ်ဒီမှာဆိုရင်တော့ကျွန်တော်က UI ကပို့ပြီးတော့မှကြီးမှာဖြစ်တယ်ပေါ့နော်ပို့ပြီးတော့မှ resolution ကောင်းမယ်ပေါ့နော် Okay အဲ့ဆိုရင်ဒါကတော့ကျွန်တော်တို့ဒီ Pixel 9a ဖုန်းကိုကျွန်တော်ဥပမာနဲ့ပြထားတာဖြစ်တယ်သူကတော့ကျွန်တော်ဘယ်လောက်ရှိလဲဆိုရင်420 dpi ရှိတယ်ပေါ့နော် Pixel 9a အဲ့မှာကျွန်တော်တို့သူက420ပေါ့နော်420 dpi ရှိတယ်ပေါ့နော် Okay အဲ့ဆိုကျွန်တော်က iPhone အတွက် Gel Pixel ဖုန်းပေါ်မှာ8 pattern ယူလိုက်တယ်ပေါ့ 8.dp ယူလိုက်ရင်ဘယ်လောက်ဖြစ်သွားမလဲပေါ့အဲ့ဒါမျိုးကျွန်တော်တွက်ချက်တဲ့ unit လေးတစ်ချက်လေ့လာကြည့်လေ့လာမယ်ဆိုရင်ကျွန်တော်တို့ကအဓိကအားဖြင့်ကျွန်တော် base ဖုန်းပေါ့နော် base သတ်မှတ်တာကတော့ mdpi နဲ့သတ်မှတ်တာဖြစ်တယ်160 dpi ပေါ့နော်160 dpi ပေါ့ iPhone တွေမှာဆိုတော့ကျွန်တော်တို့က 1dp ပေးလိုက်ရင်တကယ်အလုပ်လုပ်တော့မှ1 pixel ပဲOkay ကျွန်တော်တို့ဒီသူ့ထက်ငယ်တဲ့ဖုန်းပေါ့ဒါအသေးတဲ့ဖုန်းပါဆိုရင်တော့ကျွန်တော် 1dp ပေးလိုက်ရင်တော့ 0.75 ပဲဖြစ်တယ်။ဘာလဲဆိုတော့ဒီကျွန်တော်တို့လိုချင်တဲ့ dpi ကိုတီးပြီးတော့မှ160နဲ့စားပေးရတာဖြစ်တယ်။ဥပမာကျွန်တော်က HDPI ပေါ့ကျွန်တော် high definition ဖုန်းတွေမှာဆိုရင်ကြောက်ဘယ်လိုဖြစ်မလဲဆိုရင်ကျွန်တော်တို့ဒီ240ပေါ့နော်
240 240ကို160နဲ့ထားလိုက်ရင် 1.5 ရလိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့က 1db ပေးမယ်ဆိုရင်ဖုန်းမှာတကယ်လောက်တော့မှဒီ 1.5 pixel လောက်တော့မှဖြစ်တယ် okay ကျွန်တော်တို့မှာတွက်ချက်တဲ့ unit လည်းရှိတယ် db ကိုလို့ရှိရင် pixel ကို db တော့ density နဲ့စားရတယ် density ဆိုတာဘာလဲဆိုတော့ခဏကျွန်တော်ပြောသလိုပဲ density ဆိုတာတော့ဒီမှာကိုလိုချင်တဲ့ဖုန်းပေါ့ကိုဖုန်းကခဏကျွန်တော် Google Pixel ဖုန်းဆိုရင်420မလား420ကိုတီးပြီးတော့160နဲ့စားလိုက်ရင် 2.625 ဆိုပြီးရလိုက်မယ်2.625 ဆိုတော့ကျွန်တော်ဒီခဏ Google Pixel ဖုန်းမှာဆိုရင် 1db လို့ကျွန်တော်တို့ယူလိုက်မယ်ဆိုရင်တကယ်လို့တော့မှာတော့ 2.625 Pixel အနေနဲ့လို့တော့မှာဖြစ်တယ်ပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော်ကတကယ်လို့အကြီးဆုံးဖုန်းပေါ့XXH DPI မှာယူလိုက်မယ်ဆိုရင်640 DPI ရှိတယ်အဲ640 DPI ရှိတဲ့ဖုန်းမှာကျွန်တော်တို့ 1db ယူလိုက်ရင်ဘယ်လောက် pixel ဖြစ်မလဲသိချင်ဒီ640ကိုဒီ160နဲ့စားအဲ့ဒါဆိုရင်4 pixel ရလိုက်မယ် Okay ဒါတော့ကျွန်တော်ဒီ DP ကနေကျွန်တော်တို့ရဲ့ render လုပ်နေတဲ့ဖုန်းမှာတကယ်ဘယ်လိုလုပ်သွားလဲပေါ့နော်ဘယ်လောက် pixel ပေါ်လဲဆိုတော့တွက်ချက်တဲ့ unit ဖြစ်ပါတယ် Okay အဲ့ဒါဆိုရင်နောက်တစ်ခုက SP ပေါ့ SP ကခဏပြောသလို SP က DB နဲ့တူတူပဲတကယ်လို့ font scale ကို1ထားမယ်ဆိုရင်ပေါ့နော်တကယ်လို့ font scale user font size တွေကြီးလိုက်မယ်ဆိုတော့သူက font size ပုံမူတည်မှာပို့ပြီးတော့မှကြီးသွားနိုင်တယ်ပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော်လေ့လာခဲ့တာကတော့DPI ဆိုတာပါလဲပေါ့ DPI ဆိုတာ dot per inch ပေါ့နော်တလက်မမှာအဆက်ဘယ်နှဆက်ပေါ်နိုင်လဲ pixel ဘယ်နှခုပေါ်နိုင်လဲဆိုတာကိုလေ့လာတာဖြစ်တယ် DB ဆိုတာ density independent pixel သူကတော့ဒီမှာတုံးလဲဆိုရင် width တွေ height တွေ pattern တွေမှာတုံးမယ်သူကကိုပေးလိုက်တဲ့ DB value က render လုပ်မဲ့ဖုန်းမှာpixel ဘယ်နှခုပေါ့အဆက်ဘယ်နှခုစာလောက်သွားလဲပေါ့နော်အဲ့ဒါကိုကျွန်တော်လေ့လာဖြစ်တယ် SP ကလည်း DB နဲ့တူတူပဲဒါပေမဲ့သူကတော့ဗာလဲဆိုတော့ user setting ထဲမှာတတ်မှတ်ထားတဲ့ font size ပုံမူဒီမှာလည်းပြောင်းလဲသွားနိုင်တယ် pixel ဆိုတာဗာလဲ pixel ဆိုတာတော့tiny dot on screen ပေါ့နော်ကျွန်တော်ဒီ UI တွေပုံတွေ graphic တွေ fancy ဖို့အတွက်အခြေခံကြဆုံး dot လေးတစ်ခုပေါ့နော်Okay အဲ့ဆိုကျွန်တော်လေ့လာခဲ့တာဖြစ်ပါတယ်အဲ့ဆိုနောက်သင်ခန်းစာမှာကျွန်တော်ဒီ container widget ပေါ့နော် composable မှာဆိုတော့ bulk composable လို့ခေါ်တယ်အဲ့ဒါအကြောင်းကိုဆက်ပြီးလေ့လာကြည့်တော့ဖြစ်ပါတယ်အဲ့ဒါမှာတော့ဘာတွေပါမလဲဆိုရင်ခဏပြောတဲ့ DP တွေပါမယ် color တွေပါမယ်